Okay အဲ့တော့သိပါပြီဆိုရင်ကျွန်တော်တခြင်းလေးတစ်ပုဒ်ကိုဖန်တီးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော် new လေးပဲကျွန်တော်ပြန်ခေါ်လိုက်မယ်ခေါ်ပြီးသွားလို့ရှိရင်တခြင်းပထမဆုံးနော်မိတ်ဆွေတို့အတွက် fax speaker ဘာမှမြန်မှမသိဘူးခက်ခဲနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော်ဒါလေးရှိတယ်နော် loose data လေးရှိတယ် loose data လေးကိုကျွန်တော်နှိပ်ကြည့်လိုက်နှိပ်ကြည့်ရင်ကိုကဘာတီးကျန်လာတယ်ဥပမာကျွန်တော် trap လာအဲ့ဆိုရင် trap လေးတစ်ခုရမှာဖြစ်ပါတယ်Okay ကြိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော် arrangement view တဲ့ဟိုဝင်သွားလိုက်မယ်ပေါ့နော် playlist ရဲ့ဝင်သွားလိုက်မယ် playlist မှာကိုကြိုက်တဲ့ဟာကိုကိုဘာနဲ့ကိုပြောင်းမယ်အဲဒါဆိုအစိပ်ပိုင်းမှာအဖက်မပါဘူးအဲဆိုတော့ basic ကို FL Studio မှာ peak လေးတစ်ခုလောလောကူနဲ့ကျွန်တော်တို့နော်ပထမဆုံးဖန်တီးလို့ရမှာဖြစ်ပါတယ်ခင်ဗျ